နေ့ video လေးမှာတော့ဗောနော်ဟိုဒီဒူဘိုင်းရဲ့ဒီ hotel industry မှာဗောနော်လုံနေတဲ့သူတိုင်းဗောနော်တည်တဲ့အကြောင်းအရာလေးတချို့ဗောနော်ကျွန်တော်မျှဝေပေးခြင်းပါတယ်အဲ့ဒီအကြောင်းအရာကဘာဖြစ်မလဲဆိုဗောနော်အခုကျွန်တော်ဆိုလဲဒီ hotel F&B မှာလုံနေတဲ့အတွက်ကြောင့်မို့လို့ဗောနော်ကျွန်တော်တို့ကသူများတွေနဲ့ဗောနော်ရှင်တွဲပြီးတော့အလုပ်လုပ်တဲ့အခါကျရင်ပေါ့နော်သူများတွေနဲ့မတူတဲ့ကျွန်တော်တို့အားသာချက်တစ်ခုရှိဖို့တော့လိုမယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့အားသာချက်တစ်ခုကပဲကိုယ့်ရဲ့ future ကိုယ့်ရဲ့ life ကိုပြောင်းသွားပေးနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။အဲ့ဒါကြောင့်မလို့ကိုကဒီ hotel industry မှာဖြစ်တဲ့ waiter ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ housekeeping bartender mixology ပြီး sommelier ပေါ့နော်အမျိုးမျိုးပေါ့နော်အဲ့ဒီမှာလုံနေတဲ့သူတွေအတွက်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကမတူညီတဲ့ရှူထောင်မတူညီတဲ့အမြင်နဲ့မတူညီတဲ့အားသာချက်တွေကိုမှရှိတယ်ဆိုရင်တခြားလူတွေနဲ့ကျွန်တော်တို့အလုပ်တွဲလုပ်တဲ့ခါကျရင်ကိုကပို့ပြီးတော့အရှိ့တလန်ရောက်နေမှာတော့အမှန်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အားနည်းချက်တွေကိုကိုယ့်ရဲ့အားသာချက်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းဖို့လိုတယ်ပေါ့နော်အဲ့မှာဆိုလဲအခုနောက်ပိုင်းက hotel industry ပေါ့နော်ဒီ tourism ဒီ hospitality industry အရောက်မှာကောင်းလာတဲ့အခန်းကဏ္ဍတစ်ခုမှရှိတယ်ပေါ့နော်ရှိလာတဲ့အညီပေါ့နော်ကျွန်တော်တို့လုပ်ငန်းခွင်မှာလည်းကျွန်တော်တို့ဒီတချို့အရင်တော့ဒီ hotel industry ကလာစားအဲ့လိုမရဘူးဆိုပြီးတော့ပြောတတ်ကြပြီမဲ့အခုနောက်ပိုင်းကတော့လုံးဝ different ပါဘာဖြစ်လဲဆိုတော့ဒါကကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော် base ခံပြီးတော့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အခုနောက်ပိုင်းကကို့မှာ skill ရှိတယ်ကို့မှာ knowledge တွေရှိတယ်ဆိုရင်ကျွန်တော်တို့ပတ်စံအများကြီးရှာလို့ရနေပါပြီဒီနေ့ video လေးမှာတော့ဒီ hotel industry မှာကိုဆက်လက်ပြီးတော့ဆက်လုပ်မယ်ဒီ hotel industry မှာကိုလုပ်ဖို့အတွက်ကို career ကိုကောင်းကောင်းလေးဆက် grow လုပ်မဲ့သူတွေအတွက်ဆိုရင်တော့သူများနဲ့မတူညီတဲ့ကျွန်တော်တို့ဒီ scale တစ်ခုကိုတော့ကျွန်တော်တို့ဖြည့်ဖို့လိုတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါခင်ဗျနောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံဖို့မျှော်လင့်ပါတယ်